ลูกสาวผมอะมีคนเดียวแต่เธอมี5 บุคลิก ရိုက်ငါမျိုးရှိနေတဲ့ထူးခြားတဲ့သူစိုင်းရုံ ในความไม่เข้ากันเลยของแต่ละคนกลัวมันอาจจะมีจุดร่วมเดียวกันก็ได้ အချင်းနဲ့ပတ်သက်ရင်မတူညီတဲ့ဇရိုက်ငါမျိုးတောင်တူညီတဲ့အချစ်ဖြစ်ပေါင်းစည်းသွားနိုင်ကြကိုစိုင်းရုံဖေကသိရှိသွားတဲ့အခါ และทำให้ทั้ง 5 บุคลิกเนี่ยรักคุณให้ได้นะ မင်းကလေးတွေကိုအငှားသိမ်းခဲပေးခဲ့တဲ့လူရှုပ်လူပွေလေးစမ်းကိုငှားလိုက်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကြားရေကြလွဲချော်ရင်းနဲ့အချစ်ဒရမာထိုင်းဇလန်တွေ คุณให้โอกาสผมได้ไหม คุณต้องเลือกว่าคุณรักใครมากที่สุด ဘာဖြစ်ဖြစ်ချစ်မယ်ဒီရုပ်တံဇလန်တွေကိုတော့တနင်္လာနေ့မှာတောက်ကြနေ့ထိညနေ6:30အချိန် Canal Plus Memory Channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်